ရက်ပိုင်းစာပေကနေကြိုပြီးပါဗျဒီနေ့ကျွန်တော်မနက်ကပြောထားလေပေါ့နော်ဒီဘိန်းကြီးကနေမဲ့တော့ဖွင့်လိုက်ပြီဆိုဒီဖြစ်တာပေါ့နော်ကျွန်တော်လည်းဟိုအရင်ကဘိန်းနေလို့ဒီပျောက်တယ်အပေါင်းပျောက်တယ်နေလိုက်တာပေါ့နော်ဒီမှာလည်းတော့ရတယ်ကျွန်တော်ကအပြေကတော့တွေ့ပြီးပါတယ်ပေါ့နော်ဒီကျွန်တော်တို့လိုပဲဒီလိုမားပြီးတော့လုံးပြီးမှဆိုဖြစ်တာတော့နင်းပေါ့နော်ဒါပေမဲ့ဒီမှာဗီဒီယိုမှလည်းတွဲဖို့ရှိတယ်ဗီဒီယိုလေးတွဲဖို့ရောက်တယ်ကျွန်တော်ပုံမှန်ဖြစ်နေတာဘိန်းနေဒီနားလေးမှာစားကျိုးပေါက်တာတို့ဘာလို့ဖြစ်ပြီးတော့ဒီအပေါင်းကျိုးတွေစားကျိုးကြိုက်ပြီးတော့ဒီကိုမင်းရောက်တာပေါ့နော်အခုကဒီမှာလည်းရောက်တယ်ဆိုတော့ကျွန်တော်ဒီမှာရောက်တယ်ဆိုကျွန်တော်ဝါတော့ကတကယ်နည်းနည်းလေးရှင်းလိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဒါလေးကျွန်တော်ပြန်တက်ပြန်ဆေးရမယ်ဗျာတကယ်အဲ့လိုဖြစ်တယ်ဆိုဒီဘိုင်းဆေးရမယ်ကျွန်တော်ပထမပိုင်းတော့လည်းကြည့်လိုက်တယ်ပေါ့နော်တော်ထဲမှာဒီမှာတက်ပြလိုက်တယ်ကျွန်တော်တက်လက်တာတယ်ဒီမှာဒီနားလေးမှာစားကျိုးလေးကြိုက်နော်မစားကျိုးလေးကြိုက်ဘယ်တန်ကြီးချွတ်စင်းနေလောက်တာဒါပေမဲ့အဲ့ဒါလည်းမဟုတ်ဘူးပေါ့ဒါဆိုအဖေကနီးနီးလေးနဲ့ဝေးဖြစ်ဒီရဲနဲ့ကျွန်တော်မှရှောက်ရှာနေလို့ပြတာပါဒီမှာဗီဒီယိုမှလည်းအပေါင်းတွဲဖို့ရှိတွဲဖို့ပဲဘောနော်ဒီမှာဘာဖြစ်လဲဆိုတော့ဗီဒီယိုကဒီမှာတော့ခဏနှစ်ဘူးသုံးဘူးအဲ့လိုပဲရှိတယ်တော့ဒီကိုအစွဲမကောင်ပြန်တယ်ဒီမှာသုံးဘူးလောက်ပဲဖြစ်တာဘောနော်ဒီအားနဲ့ကတော့ကျွန်တော်တော့မကြုံဘူးဒါပေမဲ့ကျွန်တော်ပြတော့ကြုံဘူးလို့ပြောတယ်အဲဒါကျွန်တော်တို့လိုပဲဒီကာပိုင်ပိုင်ခွာရမလို့ဗီဒီယိုလေးကိုထောက်ပြီးတော့ဒါလို့စမ်းလို့ကြည့်ပေါ့နော်ပို့တိုင်းမှာလာတယ်ဒီကိုဘိန်းလေးပေါ့နော်ကိုဘိန်းမှာမဟုတ်စမတီးပါတော်တော်များလောက်ကြည့်ပေါ့နော်တကယ်အဲ့လိုဖြစ်တယ်ဆိုတော့ဒါပုံသေးတော့မရှိဘူးပေါ့နော်ကျွန်တော်တို့လိုပဲဒီလိုမှားပြီးတော့ဒီကာပိုင်ပြောအပင်မန်းနေခံတဲ့အချိန်လေးကုန်မှာဆိုတော့ဒီဟာလေးကိုတင်ပြပေးခြင်းဖြစ်ပါတယ်ဒီကနေဒါလေးကိုတော့စမ်းကြည့်ပေါ့ဗျာစမ်းကြည့်လို့မဟုတ်ဘူးဆိုရင်ဒီမှာဗီဒီယိုကိုထောက်ကြည့်ပြီးတော့တော်လေးကိုဖွင့်ကြည့်တော့မှဒီမှာလုတ်သွဲကဒီအမီယာမရှိတော့ဘူးเนาะတွဲဖို့ကတော့တွဲဖို့ရှိရပါဆက်ပြတွဲဖို့တော့ရှိဒီမှာလုတ်သွဲကြတော့ကျွန်တော်ခံနိုင်တော့နေအတန်လေးမိရတော့မှသူ့မခံနိုင်ဘူးကျွန်တော်တော့ဖွင့်လိုက်တော့ကျွန်တော်နှစ်ဖို့သုံးဖို့အဲ့လောက်ပဲအဲ့ကြောင့်ဒီဘက်ကဗီဒီယိုလဲကောင်းဘူးပေါ့နော်ကျွန်တော်ဗီဒီယိုလေးလဲပြခဏတော့အဲ့ကြောင့်ဒီမှာဗီဒီယိုလဲလိုက်ပြီပေါ့နော်ဒီမှာဗီဒီယိုလေးလဲကျွန်တော်ဒီမှာဝယ်လို့ရလို့ပေါ့နော်ကောင်းတာလေး OD လေးဝယ်ထည့်ပေးလိုက်တယ်အဲဒီပုံနေတော့မရှိဘူးကျွန်တော်လည်းအရင်မရှိရဟိုထဲရပါတော့ကောင်းတာလေးဗရန်ကောင်းတာလေးနည်းနည်းပေါ့ဒါလေးကောင်းလို့လည်းဝယ်လို့ရလို့ဒါလေးထည့်ပေးလိုက်ဒီမှာဗီဒီယိုလဲလိုက်ပြီပေါ့နော်အခုကမပြခါဦးလည်းကျွန်တော်တခါတော့ထောက်တာစောနာထောက်တာကျတော့ထောက်တာလည်းလို့ရှင်သူကညီခဲ့ဘယ်ဘူးမစားဘူးဒီမှာနော်ကြာကြီးတိုင်မှာပေါ့ဟောဒီမှာဒီမှာလည်းဒီမှာတွဲအနည်းဆုံးတွဲဖို့ဗီဒီယိုအစ်စ်ပဲဖြစ်ဖြစ်အောင်းမဖြစ်ဖြစ်ဆိုတော့ဒီလောက်တော့ကြံပါဘောနော်အစ်စ်လို့တော့ပြောကြရှိအဲ့တော့အစ်စ်လို့မင်းအတိကြီးတက်တာလို့တော့ပြောကြရှိဒါပေမဲ့ဒီအမီယာကြတယ်ဆိုတဲ့အကြောင်းရင်းကိုကျွန်တော်အဓိကပြောချင်တာပါဗီဒီယိုအားတော့ရှိပါတယ်အားတော့ရှိနေရမှာမှန်ပါဒါပေမဲ့အမီယာကြသွားပါဘောဒီမှာစောနာဒါမျိုးနဲ့လည်း5ဘူးလောက်ပဲကျန်တော့ဘောနော်ဒီမှာအဲ့ဒါဒီမှာဘောနော်ဘိုင်ရှင်ကဘာဖြစ်လို့လာဖို့လဲဆိုတော့မနက်ကသောကြီးလာဖို့တော့ဘောနော်စီးတန်းနဲ့တော့ရက်သွားဘောနော်ဒီမှာရက်သွားလို့ဆိုရလာဖို့လိုက်တာဒါပေမဲ့ဒီလည်းစီကုံနေဆိုရတော့စီသွားတယ်စီကလည်းကုံသွားတယ်တဲ့ရက်လည်းရက်သွားတယ်တိုက်ဆိုင်သွားတာဘောနော်အဲ့တော့စီထည့်ပြီးတော့နှိုးမရတော့ဘူးရဲ့ဒီမှာကြီးကလည်းစောနာလို့တီးနဲ့အဲ့လိုပဲဖြစ်နေတာဘောနော်အဲ့တော့ကျွန်တော်ကဒီမှာစစ်ကြည့်လိုက်တဲ့ခါကျတော့စာပိုင်းတော့ဒီအားရထင်တယ်ဆိုပြီးတော့လိုက်တာပေါ့နော်လိုက်တယ်မဟုတ်လည်းမဟုတ်နောက်ကျဒီမှာဗီဒီယိုကနေထင်တယ်ဆိုပြီးတော့ထောက်ကြည့်လိုက်တာပေါ့နော်ထောက်ကြည့်လိုက်တော့မှဒီမှာဗီဒီယိုကအမီယာကျသွားပေါ့နော်ဒီမှာအဲ့ဒါအဓိကတော့ဘာမှမဟုတ်ပါဘူးဒီဟာလေးကဗီဒီယိုလဲလို့ရှိရင်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဝေချော့စရာဆိုတာမားတက်ကြပါတယ်ဒါအဲ့ကျွန်တော်တို့လိုပဲဒီအချိန်လေးကိုဒီမဆိုင်တာတွေကိုလုံးမိနေမှာဆိုလို့ကျွန်တော်ကဒီဒါလေးတွေကိုတင်ပြပေးခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့စပြီးတော့လေ့လာနေနေလို့လည်းဒီဗီဒီယိုလေးရဲ့ကြောင့်ဒီလုံးလေးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျဗီဒီယိုလေးဆုံးအောင်ကြည့်ပြီး